Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တငယ်ချင်းယူတိုင်းဆိုသွားရင်းနဲ့ဒီဘလော့တုံးလေးဆက်ရလဲဝါသနာပါတယ်အားကြောင့်မို့လို့ဒီတရားတမ်းဆိုင်ရနေပြီးတော့တိုင်းဆိုကနေပြီးဝင်လာတာလေးတွေဆက်မယ်နော်တစ်ခုနေဆက်မယ်နော်ပုံမှန်ဆိုလို့ရှိရင်ကအပြင်မှာအဲ့လိုလီကိုတို့ဘာလို့အစ်စ်တရားကြတော့ဈေးကြီးတယ်ကွာဈေးကြီးတဲ့ခါကျတော့ဟိုလိုမျိုးဝယ်ပြီးတော့အဲ့လိုတစ်ခါပဲဆက်ချင်တာလေပြန်လဲဖြုတ်ပြီးတော့အဲ့လိုမျိုးတစ်ခါထားကလည်းမဆက်ချင်ဘူးဆိုတော့ဈေးကြီးတယ်ပေါ့နော်ဒါလေးကျတော့တရားတန်ဆိုင်ရလဲဆိုတော့ကိုလဲဆက်ရတာလဲပြောတယ်ပြီးတော့လို့ရှိရင်တေးလေးတွေလည်းအဲ့လိုစူရကြိတ်တဲ့လူဆိုလို့ရှိရင်တော့အဲ့လိုမျိုးလေးဆက်ကြည့်ပါလို့ပြောချင်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ဒီအနီးနားကဟိုမှာအဲ့လိုမျိုးမရှိဘူးကွာကိုရိုနာအဲ့လိုတိုင်းဆိုမှာကျတော့အဲ့လိုမျိုးမရှိဘူးဒါကြတော့မျိုးရဲအတိုင်းဆိုတော့တွေ့ရတဲ့အဲ့နဲ့ try ကြည့်မယ်ဆိုပြီးတော့ဝယ်ခဲ့တာပါတကယ်လေးချစ်စရာလေးပါအဲ့ဒိုင်နိုဆောရုပ်လေးလည်းအဒီကပဲဝယ်ခဲ့တာပါအလုံးမဲ့အဲ့လိုဝါသနာပိုင်းတော့ try ကြည့်ကြပါလို့ပြောချင်ပါတယ်အယုတ်ဆက်တာကျတော့အရင်တည်းကဝါသနာပါတာအဲ့မြန်မာနိုင်ငံမှာတော့လည်းအဲ့လိုအယုတ်ကလေးတွေပေါ့နော်ကိုကအဲ့လိုတေးလေးလည်းကြိုက်တယ်အကြီးကြီးလည်းကြိုက်တယ်ဒါပေမဲ့ကိုကအဲ့လိုဈေးကြီးရတော့မတက်နိုင်ဘူးကွာမတက်နိုင်တဲ့ခါကျတော့အဲ့လိုလီကိုအစ်စ်တွေမွေပဲနဲ့အဲ့လိုမတရုတ်ကထုတ်ထားတဲ့ဟာလေးရှိတယ်ကွာအဲ့ဒီ market တွေမှာစူပါမားကတ်တွေမှာအဲ့ဒီဟာလေးတွေက2000ကျော်လောက်ဆိုလို့ရှိရင်အတော့ကဘယ်လိုပြောအကြီးကြီးရတယ်ကွာအဲ့လိုဟာတွေဝယ်ပြီးတော့တစ်လားတစ်ခါလောက်ပြီးဝယ်ပြီးတော့အိမ်မှာဆက်ပြီးလို့ရှိရင်အဲ့တိုင်းလေးတိမ့်ထားတာပေါ့နော်အဲ့ဘူးလိုက်လေးမပြောင်းပြအဲ့လိုလေးပဲတိမ့်ထားတာအဲ့လိုမျိုးဆက်တော့ဝါသနာပါတယ်ဒီရောက်တော့လေအဲ့လိုခါကျဝယ်ဖို့စဉ်းစားရသေးရမလားစဉ်းစားရင်လည်းနှမျိုးလိုက်တာပဲအလီစားလို့စားမယ်ဆိုလို့ရှိရင်တစ်ပတ်စားလောက်စားရတယ်ပေါ့ဒါလေးတစ်ခုဝယ်လိုက်မယ်ဆိုအဲ့လိုမျိုးစဉ်းစားပြီးမွေချင်းနဲ့နဲ့အခုတွေ့တော့တရားလဲဆိုတော့ဟောကိုလဲတေးလေးချစ်စီရလဲကောင်းတဲ့အယူကလေးကပြီးဆက်ရတယ်လဲပျော်တယ်ဆိုပြီးတော့နဲ့ဝယ်လိုက်တယ်ပါတော့ဆက်လက်ဆက်ချင်တာနဲ့အဲ့လိုမျိုးလေးဟိုတက်စီပုံအယောင်လေးတွေကိုအရင်ပုံပြီးလို့ရှိရင်အဲ့လိုသူမဟုတ်တော့ရင်ဒီ step 1ဆိုလို့ရှိရင်တော့ဘာတွေထည့်မလို့အဲ့တက်ပုံပြီးအဲ့လိုမျိုးလေးဆက်တယ်ပေါ့နော်အရင်ကလေးကကဲလေးလည်းပေါ်ပြီးပြီဆိုတော့စပြီးတော့ဆက်ပါတော့မယ်ခင်ဗျာ